မင်္ဂလာပါအာလီဇွာပါကျွန်တော်ကတော့အာဆီယံဝင်ဖို့ဖြစ်ပါတယ်ဆူလီယန်ဘာကြောင့်လောက်တာလဲကျွန်တော်ပြီးခဲ့တဲ့နှစ်20လောက်ကထိုင်းနိုင်ငံထဲမှာကျွန်တော်တို့ဝန်ထမ်းတယောက်ပဲအလုပ်လာလုပ်တဲ့ဝန်ထမ်းအလုပ်သမားတယောက်ဖြစ်ပါတယ်ဘာကြောင့်ကျွန်တော်တို့ထိုင်းနိုင်ငံထဲကိုအလုပ်လာလုပ်လဲဆိုလို့ရှိရင်ကျွန်တော်ကမြန်မာနိုင်ငံထဲမှာဆိုလို့ရှိရင်နေတဲ့ရခိုင်တိုင်းရင်းသားတယောက်ဖြစ်ပါတယ်ဖေမေလေယာလုပ်ငန်းလုပ်ကိုင်တဲ့မိသားစုညီကောင်မနမ9ယောက်ဒီမှာကျွန်တော်က6ယောက်မြောက်ဖြစ်ပါတယ်1999ခုနှစ်ဟာကျွန်တော်ကပညာစေတန်းစာမွေးကိုဖြည့်တယ်နောက်ပိုင်းမှာကျွန်တော်ကဒီနိုင်ငံခြားကိုသွားပြီးတော့အလုပ်အဆက်ရှာဖို့ကျွန်တော်ဆုံးဖြတ်ချက်ရှာလိုက်တယ်အဲ့ဒီကနေပြီးတော့ကျွန်တော်တခြားနိုင်ငံခြားဆိုတာကကိုရီးယားတို့ဂျပန်တို့ကျွန်တော်သွားရှင်တယ်ဒါပေမဲ့အဖေအမေကဒီသမားဖြစ်တဲ့အတွက်ဟာကျွန်တော်ကိုလမ်းစစ်တွေမပေးနိုင်ဘူးဒါကြောင့်ကျွန်တော်ထိုင်းနိုင်ငံထဲမှာလုပ်ထိုင်းနိုင်ငံထဲမှာလုပ်လာလို့တော့ကျွန်တော်ပထမဆုံးလုပ်တဲ့အလုပ်ဟာတောင်ယာလုပ်တယ်ကော်ဆန်းတယ်ကျွန်တော်အများကြီးလုပ်ခဲ့ရတယ်အဲ့ဒီကနေပြီးတော့ကျွန်တော်ဘန်ကောက်မြို့ကိုတက်လာခဲ့တယ်ဘန်ကောက်မှာအခြေရှုပ်ဆက်ရုံအလုပ်သမားလုပ်တယ်စူးစမ်းရင်းနဲ့9နှစ်6နှစ်ထဲမှာကျွန်တော်ကိုယ်ပိုင်အခြေရှုပ်ဆက်ရုံလုပ်ငန်းအလုပ်သမားအယောက်50ထိကျွန်တော်လုပ်နိုင်ခဲ့တယ်ဒါပေမဲ့ပတ်စံရလားဆိုပတ်စံကတော့ရပါတယ်အချိန်မရှိဘူးကျန်းမာရေးတွေထိခိုက်တယ်အဲ့လောက်ထိဖြစ်လာနောက်ဆုံးတကယ်ရှင်းတယောက်နေနဲ့ကန်ကောက်ပြီးတော့ကျွန်တော်ကိုဇူလီယန်အကြောင်းကိုလာပြီးတော့လာပြောပြတယ်ဒါပေမဲ့ဇူလီယန်ဆိုတာဘာမှမသိဘူးစိတ်ဝင်စားမှုမရှိဘူးဘာလို့လဲကိုလုပ်ဖို့တဲ့အလုပ်မဟုတ်တဲ့အတွက်နောက်ထပ်ဟာကျွန်တော်တကယ်ရှင်းရဲ့ပြောဆိုမှုတွေကျွန်တော်အမြဲတမ်းပြောတဲ့အတွက်အားနာပြီးတော့ဇူလီယန်ကိုလာပြီးတော့လေ့လာခဲ့တယ်ဇူလီယန်ဟာကျွန်တော်တို့အကုန်လုံးဘဝမှာပြည့်စုံအောင်ပေးစမ်းနေတယ်အလုပ်တစ်ခုဖြစ်တယ်ဆိုတာကျွန်တော်အဖော်ပေါက်ပါတယ်နံပါတ်1အနေနဲ့ကျွန်တော်ငွေနဲ့ပတ်သက်ပြီးတော့ပေးစွမ်းနိုင်တယ်နံပါတ်2ဟာကျန်းမာရေးကျွန်တော်တို့ပေးစွမ်းနိုင်တယ်နံပါတ်3ကကျွန်တော်တို့လိုရှင်တဲ့ကားတွေပေးစွမ်းနိုင်တယ်နံပါတ်4ကကျွန်တော်တို့ပေးစွမ်းနိုင်တယ်ကျွန်တော်တို့ရဲ့မိတ်ဆွေအပေါင်းအသင်းကောင်းတဲ့အုပ်စုတစ်ခုကိုပေးစွမ်းနိုင်တယ်ကျွန်တော်တို့ပြီးလို့ရှိရင်ပညာဘဟုတုတတွေကိုကျွန်တော်တို့ပေးစွမ်းနိုင်တယ်ဒီအချက်လက်တွေကိုပေးစွမ်းနိုင်တယ်အတွက်ဟာကျွန်တော်ဇူလီယန်ကိုဆုံးဖြတ်ချက်ချပြီးတော့လုပ်လာခဲ့တယ်အခုဆိုလို့ရှိရင်ဇူလီယန်ထဲမှာကျွန်တော်ရှိနေတာ15နှစ်ရှိပါတချိန်လုံးကကျွန်တော်ကြားခဲ့တဲ့ဒီဟာတွေကိုပေးစမ်းနိုင်တဲ့ဟာတွေအခုရှိမှာအားလုံးပြည့်စုံသွားပါပြီဒါကြောင့်မို့မိတ်ဆွေတွေအနေနဲ့ဇူလီယန်ကိုကျွန်တော်တို့နိုင်ငံခြားမှာရောက်နေတဲ့လူတွေပဲဖြစ်ဖြစ်မြန်မာနိုင်ငံထဲမှာရှိနေတဲ့လူတွေပဲဖြစ်ဖြစ်လာပြီးတော့လေ့လာပြီးတော့တင်ယူစီရှင်တယ်လှုပ်စီရှင်တယ်ဇူလီယန်ကဘဝမှာလိုအပ်တဲ့ဟာတွေအားလုံးပြည့်စုံအောင်ပေးစမ်းနေတယ်စီးပွားတစ်ခုဖြစ်ပါတယ်လို့ပြောရှင်တယ်အားလုံးဇူလီယန်ရဲ့အောင်မြင်မှုမှာပြန်ဆုံးကြမယ်မင်္ဂလာပါကျေးဇူးတင်ပါတယ်ခင်ဗျာလူရဘွားအလွန်စမ်းကြည့်တဲ့ဖြည့်ရှင်ဖို့ကတဲ့ပုံစားလို့နားမလဲတဲ့ရများစွာနေယုံကြည်ရာခီးဆက်ကြတယ်လူဘွားမတည်မြဲဘူးလေအနေမြင့်တဲ့ချရှိတယ်အရာအလုံးဆုံးရှုံးခြင်းလေဘဝနီကိုမဟုတ်ပါမရှုံးနေဘူးတဲ့သူမရှိဘူးမလဲကြဘူးတဲ့သူမရှိဘူးကြုံနေတဲ့ရတိုင်းဘဝချစ်တင်ကားစားအလဲကြသွားလဲပြန်တာလိုက်မရှုံးနေသွားလဲစခီးရှောင်းယုံကြည်ခြင်းနဲ့ဆုံးပြီးရှောင်းမယ်ဘဝခီးလာမပေးလိုက်ပါနဲ့မျောလင်းလျက်ခီးစက်ပါ